မြန်မာမှုလူပညာကိုချစ်မြတ်နိုးသူများမိမိတန်ဖိုးထားချစ်ခင်ရသူများအတွက်မြန်မာတဘာဝရင်းမြစ်နှင့်မြန်မာလက်မှုပညာရှင်များပေါင်းဆက်ဖန်တီးထားသောမြန်မာထုတ်ကုန်များနှင့်မိတ်ဆက်ပေးပါရစေ။ဘွက်နှစ်ကောင်လက်ကိုဆောင်ဆိုတဲ့ product လေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီဈေးကွက်နှစ်ကောင်လက်ကိုဆောင်ဆိုတဲ့ဒီအုံးသီးနဲ့ဖန်တီးထားတဲ့ရုပ်ကလေးဟာဆိုလို့ရှိရင်လက်လာပါတော့အိမ်မှာစောင့်ထားနေတာပဲဖြစ်စေကိုရရှိတဲ့ဝင်ငွေလေးတွေကိုစုဘူးလေးအနေနဲ့တင်ဆက်ချင်တာပဲဖြစ်စေဝယ်ယူနိုင်ပါတယ်ဒီဈေးကွက်နှစ်ကောင်လက်ကိုဆောင်ကိုမှာယူခြင်းနဲ့ဆိုရင်တော့ညမိတာရဲ့ Facebook page TikTok page က Messenger မှာမှာယူနိုင်တယ်လို့399 446 3695 64 399 889 44956မှာဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာအထူးကျေးဇူးတင်ပါတယ်